9 ချိန်ဆက်စီးကိန်းရွှေတသိန်းစုရရှိဖို့ရည်မှန်းထားတဲ့ဗီယက်နမ်အမျိုးသမီးအသင်းအားလုံးပဲမင်္ဂလာပါဗီယက်နမ်အသင်းဟာထိုင်းစီးကိန်းပြိုင်ပွဲမှာ9 ချိန်ဆက်ပူဆွဲဖို့ရည်မှန်းထားပြီးမြန်မာအသင်းနဲ့ဖိလစ်ပိုင်အသင်းကိုအဓိကရှင်ပြိုင်ကစားသွားဖို့ရှိနေတာလည်းဖြစ်ပါတယ်ဗီယက်နမ်အသင်းဟာစီးကိန်းပြိုင်ပွဲမှာ4 ချိန်ဆက်ပူဆွဲထားပြီးလာမယ့်ထိုင်းစီးကိန်းပြိုင်ပွဲမှာ9 ချိန်ဆက်အဖြစ်ဆက်လက်ပူဆွဲဖို့ရည်မှန်းထားတာလည်းဖြစ်ပါတယ်ဗီယက်နမ်အသင်းဟာစီးကိန်းပြိုင်ပွဲမှာရွှေတသိန်းစုရရှိဖို့အတွက်မြန်မာအသင်းနဲ့ဖိလစ်ပိုင်အသင်းကိုအဓိကရှင်ပြိုင်ကစားသွားမှာဖြစ်ပြီးဗီယက်နမ်အသင်းဟာဖိလစ်ပိုင်အသင်းနဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့2 ချိန်ဆက်ရှုံးနေထားတာဖြစ်တဲ့အတွက်လာမယ့်စီးကိန်းမှာဂရုစိုက်ကစားသွားမှာဖြစ်ပြီးမြန်မာအသင်းဟာလည်းနောက်ဆုံးရှင်ပြိုင်ကစားခဲ့တဲ့အာဆီယံချန်ပီယံရှစ်ပြိုင်ပွဲရဲ့ဗိုလ်လုပွဲကိုတက်ရောက်ထားနိုင်ခဲ့သလိုစီးကိန်းမှာလည်းဗိုလ်လုပွဲကိုတက်ရောက်ထားနိုင်ခဲ့တဲ့အတွက်ခက်ခဲတဲ့ပြိုင်ပွဲအဖြစ်ရှိနေတာလည်းဖြစ်ပါတယ်။ထိုင်းအသင်းဟာလည်းအင်ရှင်ဖြစ်တဲ့အတွက် short တွေ့ရမရနိုင်တော့လဲမြန်မာအသင်းနဲ့ဖိလစ်ပိုင်အသင်းတို့လောက်မခက်ခဲနိုင်တာလည်းဖြစ်ပါတယ်။ဗီယက်နမ်အသင်းဟာစီးကိန်းပြိုင်ပွဲအတွက်လုံလောက်တဲ့ပြင်ဆင်မှုတွေရရှိထားပြီးလူ20အသင်းမှာရှေ့စွမ်းကောင်းမွန်တဲ့ကစားသမားအချို့ကိုပါခေါ်ယူသွားမယ်လို့ဗီယက်နမ်အသင်းနှီးပြချုပ်မိုင်တူးရှွန်ကပြောကြားထားတာလည်းဖြစ်ပါတယ်။စီးကိန်းပြိုင်ပွဲသမိုင်းတစ်လျှောက်ဗီယက်နမ်အမျိုးသမီးအသင်းဟာရွှေ8 ခုထိုင်းအမျိုးသမီးအသင်းဟာရွှေ9 ခုရရှိထားပြီးမြန်မာအမျိုးသမီးအသင်းကတော့ရွှေတသိန်းရရှိထားခြင်းမရှိသေးပဲငွေတသိန်း4 ခုကြေးတသိန်း9 ခုတို့ရရှိထားတာလည်းဖြစ်ပါတယ်။လာမယ့်ထိုင်းစီးကိန်းပြိုင်ပွဲမှာဗီယက်နမ်အသင်းဟာ9 ချိန်ဆက်ရွှေတသိန်းစုကိုရယူနိုင်မလားမြန်မာမျိုးသမီးအသင်းကရောရွှေတသိန်းစုကိုရယူနိုင်မလားဆိုတာကောမန်မှာဝင်ရောက်ဆွေးနွေးပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။